ဆရာထူးကကြောဟာတဲ့ညဘက်မီးမဖွင့်ပါဘူးတဲ့အမှောင်ကိုပဲပိတ်ချလိုက်တာဟာဒါ EBC ကနေပဲဆရာထူးကကြောအသက်18နှစ်ပြည့်တော့တဲ့သူမိဘတွေအိမ်ဘွားဆင်းပြီးတော့ကိုဘွားကိုစပြီးတော့ကြိုးစားကြပါတယ်ဆရာထူးကကြောဟာတဲ့တနေ့ကို9ကပဲအသက်ရှူပါဒါကြီးကတော့ကြမ်းဟာယော9ကတနေ့ကို9ကဆိုတော့24နာရီဆိုတော့မင်းဘာ24နာရီကို9နဲ့စားကြည့်ရ9လေး25တော့9နိုင်မှတစ်ခါလောက်ပဲ average ပြန်မြအသက်ရှူတာဗောဟာ what the hell ဘယ်ကောင်းလို့ရေးထားလဲမသိဆရာထူးခန့်ကျော်ဟာတဲ့နိုင်မကြည့်ပါဘူးတဲ့ဘယ်အချိန်ရှိပြီလဲဆိုတာသူဟာသူဆုံးဖြတ်ထားတာဖြစ်ပါဒါပဲလေဒါပဲ that's right ပဲဆရာထူးခန့်ကျော်ဟာတဲ့7မိနစ်အတွင်းနိုင်ဘောစာတရီအိတ်နိုင်ပါတယ်ဒါကြီးကတော့မင်းတို့မဟုတ်တန်းတရားတွေကွာဆိုကိုနေထူးနိုင်တဲ့ကြမ်းဝိုင်းနော်ကဘာကြီးဘာလို့လဲနေတာလဲသိလားအဲ့ဘောမှာနေထူးနိုင်ပြေးနေလို့ဆိုတာလဲဆိုဝိုင်းဆရာထူးခန့်ကျော်မတ်တက်ရက်နေတာဟာတဲ့ကဘာအပြေးမြန်ဆုံးသူတွေထက်ပိုမြန်ပါတယ်ဆရာထူးခန့်ကျော်စက်တုံးလှီးတဲ့အခါတဲ့စက်တုံးတွေကတော့မျက်ရည်ဝဲကြပါဘာဖြစ်လဲ我们叫我 just say အာရောက်ဒီဟာဂရီဟမ်ဘယ်ဟာတဲ့ပထမဆုံးတယ်လီဖုန်းကိုတီထွင်ပြီးတဲ့အခါမှာဆရာထူးခန့်ကျော်စီက miss call 3ခုလောက်ရောက်နေတာတွေ့ကြရပါအာယောဘယ်ကောင်းလဲရေးလဲမသိထူးထူးသက်သက်ဟာယောအဲ့လိုရေးတဲ့လူတွေရတယ်သူတို့စီက comedy sense ရှိပြီးသားသူတွေပေါ့နော်ချီးကျူးပါတယ်နော်ဂရီဟမ်ဘဲပထမဆုံးဖုန်းတီထွင်ပြီးတဲ့အချိန်မှာဆရာထူးခန့်ကျော်က hello ဘာညာဆိုပြီးတော့ဆရာထူးခန့်ကျော်ကောက်ဆက်လိုက်သဘောပေါက်လာတော့မသိဟာယောကုန်ပြီ